သူရုပ်မာမကနဂါးဆန်အင်ကြီးရဲ့အမှတ်တစိတ်ပြားကိုထုတ်ပြခဲ့တယ်သူမကတာနဂါးဆန်အင်ကြီးရဲ့အမွေဆက်ခံသူစစ်မှန်သူဖြစ်ကြောင်းပြောလာတယ် CEO ရဲ့ညီမအားသူမရဲ့အဖေကိုတက်ဖြတ်ခဲ့သူဖြစ်ကြောင်းမဟုတ်မမှန်အလိညာစကားတွေကိုအတင်းကျပ်ဆွဆွဲပြောဆိုလာလိုက်တယ်ပြီးတော့သူမက CEO တို့အားနဂါးဆန်အင်ကြီးရဲ့အမွေဆက်ခံသူဖြစ်ဟန်ဆောင်သူတွေသာဖြစ်တယ်လို့ပြောလာခဲ့တယ်ထိုစကားများကြောင့်ကုမ္ပဏီရဲ့အကြီးအကဲများဟာမယုံနိုင်အောင်ဖြစ်ခဲ့ရကကြည်နေုံသာတက်နိုင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲတယောက်တော့အမျိုးသားဟာသူမရဲ့အစေခံတယောက်ဖြစ်လက်အောက်ခံလိုကြောင်းပြောလာတယ်သူဟာသူမရဲ့ကိစ္စအဝဝကိုအမှုထမ်းဆောင်ခြင်းကြောင့်အသေးအတန်နှောင်းဆိုလာခဲ့တယ်သူရဲ့မျက်နှာမှာတော့ကြောက်ရွံ့မှုတွေကအထင်သာမြင်တွေ့နေရတယ်သူရုပ်မာမကဒီခန်းမဆောင်ကြီးရဲ့ကသူမလက်အောက်ခံမဟုတ်တဲ့သူတွေကိုတက်ဖြတ်ပေးရမယ်လို့အမိန့်ပေးလိုက်တယ်သူမစကားဆုံးဒီနဲ့သူကရုပ်တရုပ်ပမာကုမ္ပဏီရဲ့အကြီးအကဲများကိုတက်ဖြတ်ရန်ဟန်ပြင်လိုက်ပါတော့တယ်တစ်ချိန်တည်းမှာပဲကုမ္ပဏီရဲ့အကြီးအကဲများဟာကြောက်ရွံ့လုံလောက်သွားကြပြီးသူမရဲ့လက်အောက်ခံယုံမှတပါအခြားမရှိတော့ဘူးအဲ့ဒီသူရုပ်မာမက CEO အားသူမရဲ့ဖက်နှက်ကိုပတ်ဆက်ဖြင့်တိုက်ဆေးပေးပါကအသက်ချမ်းသာပေးမိဖြစ်ကြောင်းပြောလာတယ်ဒါပေမဲ့ CEO ရဲ့မျက်နှာမှာတော့မန်ပါပါပြီးဖြင့်ကြောက်ရွံ့လုံမှုလုံးဝမရှိခဲ့ဘူးတစ်ချိန်တည်းမှာပဲ CEO ရဲ့ညီမဖြစ်သူဟာသူရုပ်မာမအားသူမရဲ့အကိုအသက်ချမ်းသာပေးဖို့ဒူးထောက်ရှုံးပေးကအတနာခံတောင်းဆိုခဲ့ပါတော့တယ် CEO ကဒူးထောက်အတနာခံတောင်းဆိုစရာမလိုကြောင်းသူ့ရဲ့ညီမအားပြောလိုက်တယ်ထိုအခါတက်ဖြတ်ရေးသမားမြောက်များဟာခက်မဆောင်တဲ့တဟုန်ထိုးအပြေးလွှာဝင်ရောက်လာခဲ့ကတက်ဖြတ်ဖို့လှုံ့ဆော်ခဲ့ကြတယ်အဲ့ဒီအခါ CEO ရဲ့ဇနီးဟောင်းဟာလုံးဝစိတ်ပူသွားခဲ့တယ် CEO အားဟန်ဆောင်ရရပ်တန့်လိုက်ဖို့သူမကတိုက်တွန်းပြောဆိုလိုက်တယ် CEO ဟာထိုတက်ဖြတ်ရေးသမားများဟာသူ့အတွက်ပိုးပွားတစ်ကောင်တက်ဖြတ်တာလောက်မခက်ကြောင်းမန်ပါပါမျက်နှာထားနှဖြင့်တင်းမာခက်ထန်သောလေတံနဲ့တုံ့ပြန်လိုက်တယ်သူရုပ်မာမကစောင့်ကြည့်မဲ့မျက်နှာထားမျိုးနဲ့ကြည့်ရှုနေခဲ့တယ်ဘာကြောင့်လဲဆိုတော့အားလုံးသောလူတွေသာသူမဘက်ကလူတွေဖြစ်နေခဲ့ပြီမဟုတ်ပါလားသူမဟာ CEO အားတေဖို့အသင့်ပြင်ထားဖို့ပြောဆိုကတယောက်တော့အမျိုးသားအားတက်ဖြတ်ခိုင်းခဲ့ပါတော့တယ်သူတက်ဖြတ်ဖို့ဟန်ပြင်လိုက်တာနဲ့ဘက်ကလာမှမသိပြင်ထန်တဲ့စွမ်းအားတစ်ခုကထိုသူကိုတိုက်ခိုက်ခဲ့တာကြောင့်လက်ထဲမှာရှိတဲ့တက်ဖြတ်ရေးသားဟာလွတ်ကျလွင့်စင်သွားခဲ့ပါတော့တယ်